Joshua Van Naibido, Capet, Yava, Papilo, a lamb of Panama Chabi. No, Papilo, Eddie Joshua Van, a lamb Panama with the Panama, a lamb of Stitch had a pony, and no, do like it. I'm going to say, I don't know. Same as the way you was put up with some of that poet, and you put on. And do it, may you get do it, or Tatama, and you dema. Did you know the Cinema? Your was only who? Why is that? A good Joshua Van Naibido, the Bacham, if you I'll be a true. No, Joshua Van, any Panasilo Tassel, Boma, how she get it. Ah, no Paja, Moget. Da ni ma biye sejai no di twe du pha ngere duနှိပ်ချမယ်အင်အားနဲ့ထိုးချမယ်ဒါမြန်မာပြည်သားတွေကြီးအခု live မှာကျွန်တော်မပြောဘူးဆိုတဲ့နေနဲ့တော့အကြောင်းကဟိုတက်တူးတွေအပြစ်ထိုးထားတဲ့မွန်မလေးသူတို့မြန်မာခရရိုက်နေတယ်ဒီကောင်မလေးကိုလည်းအပြစ်ပြောပြီးဆဲနေတာလေကျွန်တော်မြင်ပြောရင်တော့အဲ့ကလေးတွေမှာအပြစ်မရှိဘာကြည့်ကျွန်တော်လည်းတွေ့ဘူးလေတို့တောင်ကြီးဒါတောင်ကြီးတူတွေဆိုရင်လေသူတို့ပြောလိုက်ဘယ်နိုင်ငံသားလဲမေးလိုက်လို့ရှိရင်သူတို့မြန်မာနိုင်ငံသားမှမပြောဘူးသူတို့မြန်မာနိုင်ငံသားလို့မပြောဘူးတို့ထိုင်းရိုက်မပြောတယ်မြန်မာနိုင်ငံသားလို့မပြောတဲ့သူတိုင်းသားတွေတော်တော်များများရှိအဲ့ဒါဘာကြောင့်လဲအဲ့ဒီမပြောတဲ့လူတွေအပြစ်မဟုတ်ဘူးမပြောတဲ့လူတွေကိုအပြစ်လိုက်တယ်လို့ကျွန်တော်တို့အမုန်းတရားတွေပဲပွားလာလိမ့်မယ်ဒီလူတွေဘာကြောင့်မြန်မာနိုင်ငံသားလို့ပြောရမှာရှက်နေတာလေဒီလူတွေဘာကြောင့်မြန်မာနိုင်ငံသားဖြစ်ခွင့်ရတာဂုဏ်စရာလို့မထင်တာကျွန်တော်ကအဲ့ဒီချက်ကိုတွေးတယ်အဲ့လိုပြောတဲ့လူတွေကိုကျွန်တော်အပြစ်မမြင်ဘူးနော်ဒါဒီတတူးလိုက်ကလေးမလေးဆိုလေသူ့ပုံစံကြည့်ရတာငငယ်လေးတွေထိုင်းမှာကြီးတာတဲ့မွန်တိုင်းသူဖြစ်လိုက်ပါမယ်နော်သူ့ပုံစံကြည့်ရအဲ့တော့မွေးတဲ့ကဟိုလူမငယ်အရွယ်တဲ့ကနေမိဘတွေနဲ့နေဆက်မှာကြီးမယ်ထိုင်းမှာကြီးမယ်အဲ့တော့ထိုင်းမှာပုံနေတဲ့နေရာတွေတော့မြန်မာနိုင်ငံသားဖြစ်တယ်ပဲနေရတယ်ဒါပေမဲ့သူ့ရဲ့ကြီးမွေးမွေးဖွားလာမှုထိုင်းပတ်ဝန်းကျင်ဖြစ်တဲ့အတွက်မြန်မာဆိုတဲ့အခါကိုရှင်းပြောရင်ဗမာစကားတောင်မှဟိုတလားနေလို့တစ်ခါပြောဖြစ်ချင်မှပြောဖြစ်တယ်ဟုတ်တယ်နော်အဲ့လိုဟာမျိုးစီအဲ့လိုလူတယောက်ကဒီလိုလေဗာနိုင်ငံမေးလိုက်တာဒါကျွန်တော်မြင်ကတော့အပြစ်မရှိဘာဖြစ်လို့ဝင်းကအရှိမကျွန်တော်ပြောခဲ့တယ်ကျွန်တော်တို့အခုအမေရိကန်နိုင်ငံသားဖြစ်နေတဲ့လူတွေဩစတြေးလျနိုင်ငံသားဖြစ်နေနောက်ဆုံးများဘာမှဟိုနေမရှိထိုင်းနိုင်ငံသားတော့ဖြစ်နေလူတဘုံကြီးဟုတ်တယ်မလားဘာဖြစ်လို့ဖြစ်ချင်ရတာဟုတ်မြန်မာနိုင်ငံသားမင်းနဲ့ကျွတ်တယ်ဟိုနေနေဆိုရင်တွေ့တိုင်းတော့ဗာနိုင်ငံသားမြန်မာနိုင်ငံသားပြောမှကြောက်မြန်မာဆိုတဲ့နိုင်ငံဟာအားလုံးပိုင်တယ်မှာကျွန်တော်တို့နော်ဘယ်သူတွေဘယ်လိုပဲထိပ်ကိုဖွင့်မကုန်နဲ့နော်တိုင်းရင်းသားလို့ပြောလိုက်မယ်ဆိုရင်ဗမာလည်းတိုင်းရင်းသားပဲဗမာကတမူထူးပြီးတော့တစ်ခုခုနဲ့ပေါက်နေတာမဟုတ်ဘူးနော်မွန်နဲ့တိုင်းရင်းသားတင်းနဲ့တိုင်းရင်းသားဗမာလည်းရခိုင်တိုင်းရင်းသားအားလုံးတူတူပဲတန်းတူပဲနော်ဒီမြန်မာနိုင်ငံမြေပုံကြီးကိုဗမာပဲပိုင်တာမဟုတ်ဘူးဟိုနောက်ဘက်မှာနေတဲ့ရခိုင်တယောက်ကဟိုကချင်ပြည်နယ်ပြည်ကြီးနာပူတာအထိကိုပိုင်တယ်အောက်ကိုရင်းဘိတ်တော့တနင်္လာကြီးတူနဲ့ပိုင်နော်ရခိုင်တယောက်ကတနင်္လာရောက်လာလို့မင်းအဲ့ဒါမင်းမဆိုင်သွားပြောလို့မရဘူးတူအဲ့နိုင်ငံကတူနဲ့တက်ဆိုင်တဲ့အိမ်ကြီးအဲ့လိုပဲဟိုကချင်ပြည်နယ်မှာနေဟိုပြည်ကြီးနာမှာနေပူတာမှာနေတဲ့တိုင်းရင်းသားတယောက်ကလည်းရန်ကုန်လာတူနဲ့တက်ဆိုင်အဲ့တော့လူမျိုးကြီးဝါဒဆိုတာတကယ်ရှိတာခဏပြောပါတယ်တိုင်းသားအများစုပြောတဲ့လူမျိုးကြီးဝါဒဗမာလူမျိုးကြီးဝါဒလို့ပြောတယ်ဗမာလူမျိုးကြီးဝါဒဆိုလူမျိုးကြီးဝါဒလို့ဆိုလိုက်တာလည်းအားလုံးသဘောပေါက်မှာလူမျိုးတစ်ခုတည်းကဟိုကြီးစိုးပြီးတော့ဗိုလ်ကြကြီးကုတ်ချုပ်တာဟုတ်တယ်နော်လူမျိုးကြီးဝါဒဆိုအတိတ်ပဲဒီကျွန်တော်တို့အရက်သားနားလေးအောင်ဘာသာပြန်လိုက်မယ်ဆိုရင်အဲ့တော့ဗမာလူမျိုးတွေပို့လို့ပဲကောင်းစားခဲ့တာဗမာလူမျိုးတွေပဲနေရာရခဲ့တာအဲ့ဒါလေးကိုပြန်ကြည့်ပါအဲ့ဒါပထဝီမြေပုံအရာတိုင်းသားနယ်စပ်ဒေသအားလုံးကနေထိုင်တာတိုင်းသားအများစုနေထိုင်အဲ့ဒီဒေသတွေစစ်ပွဲတွေလက်နက်ကင်ပွဲတွေဒီပဋိပက္ခတွေမျိုးစုံခံတယ်အဲ့ဒီဒေသတွေကိုစစ်တပ်ကခေတ်ဆက်စစ်ကြောင်းတွေထိုးပြီးတော့အခုခေတ်အညာမှာမီးရှို့တယ်လို့ပဲတိုင်းသားဒေသတွေအဲ့ဒီခေတ်ကမီးရှို့တယ်စစ်ကြောင်းထိုးတယ်ဖမ်းဆီးတယ်တပ်ဖြတ်တယ်ဟုတ်တယ်မလားဒါပေမဲ့အဲ့ဒီဒေသမှာတွားပြီးဗမာတယောက်တွားနေမယ်ဆိုရင်ရောအဲ့ဒီခံကိုမခံရဘူးလားတစ်ချက်နော်အဲ့တော့အဲ့ဒီဒေသကတိုင်းသားတယောက်ကရန်ကုန်မြို့မန္တလေးမြို့မှာလာနေရောမင်းကတိုင်းသားမို့လို့အခြားလူမျိုးတွေနဲ့ဒန်းတို့အခွင့်အရေးမရှိဘဲနဲ့ဈေးပေါက်ဝယ်မယ်ဆိုသူ့ကိုဈေးတင်တာလို့သူ့ကိုနှိပ်ကွက်တာလို့အဲ့လိုရှိတာမရှိပါဘူးအဲ့ဒါဆိုဗမာလူမျိုးကြီးဝါဒဆိုတာဟုတ်လားမဟုတ်လားရှင်းလေးဘာဖြစ်ဗမာလူမျိုးကြီးဝါဒစကားကိုတွင်ထွက်လာတယ်တိတာအဲ့ဗမာလူမျိုးကြီးဝါဒဘလူကြီးထွက်လာတယ်တိတာဗမာစစ်ဗိုလ်ချုပ်ကြီးထွက်လာမှတ်ထားပါလားကိုဗမာလူမျိုးကြီးဝါဒလို့ပြောလိုက်အဲ့ဒါကိုတိတ်ခါချတာကိုဟာနားမလဲတဲ့သူဖြစ်တယ်အာနာရှင်လူမျိုးကြီးဝါဒပဲရှိပါတယ်မြန်မာပြည်မှာပြုကျင်သွားတာအာနာရှိတဲ့ကောင်ကလူဘာဝတဲ့စနစ်ကိုပဲပြုကျင်သွားတာဗမာလူမျိုးကြီးဝါဒပြုကျင်သွားတာတခုမှမရှိဒီဘက်ခေတ်မှာကြည့်ပါအရင်ခေတ်ဘယင်းနေရှင်ဘယင်းခေတ်ကိုသွားမပြောရနော်ကျွန်တော်ဒီဘက်လွတ်လိုက်ရပြီးတာခေတ်ကိုကြည့်ပါဗမာလူမျိုးကြီးဝါဒဆိုနေရာတိုင်းဗမာတွေပဲနေရာကောင်းရမယ်ဗမာတွေပဲကြီးစိုးရမယ်ဟုတ်တယ်မလားအခုလက်ရှိမြန်မာပြည်မှာအဲ့လိုဖြစ်လာတာမဟုတ်ဘူးအာနာရှိတဲ့သူပဲကြီးစိုးနေတာစစ်တပ်ထဲမှာရဲထဲမှာတိုင်းတိုင်းအရာရှိတဲ့ဘုံကြီးဟမ်ဟုတ်တယ်မလားကိုဘုံကြီးမျိုးစင်းနဲ့ဖြစ်ထားတဲ့စကန်မှုလားပြုတ်နေမှုလားရခိုင်လေဒါပဲအများကြီးပဲအဲ့တော့ဗါလေအာနာရှင်လူမျိုးကြီးဝါဒအဲ့ဒီအာနာရှင်လူမျိုးကြီးဝါဒနဲ့တိုင်းပြည်ကိုနှိမ့်ချတဲ့နှိမ့်ချလောက်လာခဲ့တဲ့အတွက်တိုင်းပြည်ဟာစုံပြတ်တက်ပြီးဂုဏ်ယူစရာဘာမှမရှိဘူးအဲ့တော့ဂုဏ်ယူစရာဘာမှမရှိတဲ့တိုင်းပြည်ကိုဘယ်သူကလာပြီးတော့ငါတို့တိုင်းပြည်ကိုပြောချင်တယ်တောင်တောင်သူကစဉ်းစားကြည့်လေအဲ့တော့ကျွန်တော်တို့ကမင်းကဘာလူမျိုးလဲလူမျိုးတွေနိုင်ငံတွေမပြောလို့သွားဆဲဆုံနေရမယ်အစားသူတို့ဟာမြန်မာပြည်သားဖြစ်တာကိုအလိုလိုနေနဲ့ဂုဏ်ယူလာအောင်မြန်မာပြည်သားမဖြစ်တဲ့သူတော့ဖြစ်ချင်လာအောင်ကျွန်တော်တို့နိုင်ငံကိုကျွန်တော်ဒီသောက်မှာမဟုတ်အပြစ်ပြောနေတာလူမျိုးရဲ့အမုန်းတရားတွေပွားလာရုံမရှိမယ်အဖြစ်မဟုတ်ဘူးအဖြစ်ဒီကိုဒီနိုင်ငံသားကိုပြောလိုက်တာဟာမြန်မာပြည်သားတော့ဟာအမေရိကန်နိုင်ငံသားတော့ကိုသူပြောတယ်ဟာမြန်မာပြည်သားတော့ဆိုတဲ့ဟာကိုသူပြောနိုင်အောင်ကျွန်တော်နိုင်ငံကျွန်တော်ဝိုင်းဒီသောက်ကမဟုတ်ဘူးလားအခုတော့အဲ့လိုမဟုတ်ပဲနဲ့တယောက်နဲ့တယောက်အဖြစ်တွေပြောမယ်ဆိုရင်အမုန်းတရားပဲပွားမယ်ဘာမှထုံးထူးဘူးရှင်းရှင်းလေးအဲ့တော့ဘာဖြစ်လာမလဲလူမျိုးကြီးဒီလူမျိုးရေးတွေလာပြီးတော့အာဏာရှင်ကြိုက်ဖြစ်နေတယ်အဲ့တော့အမှလူမျိုးကြီးဝါဒဆိုတဲ့စကားကိုပြောနေတဲ့တဲမှာထွတ်တွေခေါင်းဆောင်တွေတွေ့ရတယ်ဒါကျွန်တော်ပွင့်လင်းပြောတာနော်အဲ့ဒီခေါင်းဆောင်တွေဟာဘယ်လိုရည်ရွယ်ချက်နဲ့တမင်တဲ့တည့်ရတာနဲ့ပဲတွေးစည်းညီညွတ်မှုမရှိအောင်လို့ပြောတာလားဒါမှမဟုတ်တကယ်ပဲမသိလို့ပြောတာလားဗမာလူမျိုးကြီးကအညာမှာသွားကြည့်ပါစစ်တပ်ဒုက္ခပေးတာစုပ်ပြတ်နေကြတယ်ဘုန်းကျွန်တော်တို့ငယ်ကျွန်တော်တို့ရွာဘက်မှာကလပ်ပြင်းထိုးတယ်ကလပ်ပြင်းဆိုတာတွေပဲဆိုရင်အိမ်ရဲ့အရှိမနှက်မှာအရိပ်ရအောင်ထိုးတာကိုယ်အိမ်မှာထိုးရင်အခြားဘေးပတ်ဝန်းကျင်အင်းကြီးနားချင်းကိုလာဝိုင်းလို့တို့အိမ်လုံးနဲ့ပုံဝိုင်းလို့တော့အဲ့ဒါကလပ်ပြင်းလို့မနှက်ထိုးတာနော်ကျွန်တော်ဘက်မှာဟိုအရက်စကားကလပ်ပြင်းလို့ခေါ်တယ်အဲ့ဒီအချိန်မှာစစ်တပ်ကစစ်သားလင်းကားလာ
လူစုလူဝဲဘာလို့မကြလဲဆိုတော့နာဖတ်ခဲ့ပေါ့ကလပ်ပြင်းထိုးလာဆိုတော့အဲ့ထဲမှာကလားတက်ချက်ကြီးတယောက်ပါလားဟဲ့ငါကလားကွာမပြင်းဘူးဆိုပါရဲဝဲကိုတန်းစီပြီးတော့အဲ့ဒါဗမာတွေအဲ့ဒါပဲအဲ့တော့ဒီစစ်တပ်ဒုက္ခပေးတာကိုခံခဲ့ရတဲ့ဗမာတွေတန်းနဲ့ရှိတယ်စစ်တပ်ဒုက္ခပေးလို့စစ်တော်ရေးမှာဟိုရတဲ့ဗမာတွေတန်းနဲ့ရှိတယ်နော်စစ်တပ်ဒုက္ခပေးလို့နော်အလောင်းပြောင်းသွားတဲ့ဗမာတွေတန်းနဲ့ရှိတယ်အဲ့တော့ဗမာလူမျိုးကြီးဝါဒဆိုတာဘယ်သူမှပြောတာမဟုတ်အဲ့ဒီဗမာစစ်ဘုံချုပ်ကြီးကပဲပြောတာခင်ဗျားတို့ဘာဖြစ်လို့လဲညီနစ်တွားမှာစိုးလို့မညီညွတ်မှငါလူမျိုးတူလူမျိုးဖြစ်နေမှသူတို့တက်တက်လုံးအုပ်ချုပ်လို့ရသူ့လူမျိုးငါလူမျိုးအားလုံးကိုတစ်စိတ်တစ်စည်းနဲ့အခုစုစည်းသွားကြည့်သူတို့အုပ်ချုပ်လို့မရတော့နော်အဲ့တော့အာနာရှင်လူမျိုးကြီးဝါဒတာပြီးအမှန်ပါဗမာလူမျိုးကြီးဝါဒဆိုတာအတိမရှိတဲ့လူတွေပဲတွေ့မတွေးတဲ့လူတွေပဲပြောတာနော်တတိယလက်တွေ့ကြမတွေးတဲ့လူတွေပဲပြောတာကျွန်တော်ပြောလို့လေဗမာလူမျိုးကြီးဝါဒဆိုဗမာတွေဘဲတော့သွားမျက်နှာပွင့်ရမှာပေါ့နော်တိုင်းနာဒေသမှာနေလေစစ်ကြောင်းထိုးလိုက်ရင်ဘုရားကပြောသလိုဗမာအိမ်တွေကြံနေခဲ့ရမယ်တိုင်းနာမို့လို့ရွေးလို့ရမယ်ရန်ကုန်မန္တလေးမှာလာနေမယ်တိုင်းနာဆိုနိုင်ငံထိရမယ်ဗမာဆိုခွင့်ရမယ်အဲ့ဒါမဖြစ်ပါဘူးအာနာရှင်နဲ့ပေါင်းပြီးချမ်းသာနေတဲ့ခရိုနီတိုင်းနာတပုံကြီးဟမ်ရက်တက်တော့မဟုတ်ဘူးစစ်တပ်နဲ့ပေါင်းပြီးတော့ချမ်းသာနေတဲ့ခရိုနီတိုင်းသားတွေစုပ်ပြတ်နေတဲ့ဗမာရွာတွေတပုံကြီးဟုတ်တယ်မလားအဲ့တော့မြင်အောင်ကြည့်ပါကျွန်တော်တို့တစ်ခါကြားလို့ရှိရင်ရန်သူအကြိုက်ကိုကိုတိုင်းလိုက်လို့မိနေတဲ့အရာမျိုးဖြစ်တယ်နော်တော်လန်ရင်းထဲမှာလည်းတူပဲနော်အစတော့တော်လန်ရင်းလို့မြင်ပါလေမြင်ခဲ့တဲ့လူတွေလည်းရှိတယ်ဖြစ်ဖို့မြင်နေတဲ့လူတွေလည်းရှိတယ်တော်လန်ရင်းလောက်ရင်ဘာဖြစ်သွားဒလက်ဘောရောက်သွားမယုံကြည်နဲ့တော့အဲ့ဒါတကယ်ရှိတယ်လုံလုံးကတော့တော်လန်ရင်းလောက်ရင်းနဲ့နေရာမရတော့ကိုဖြစ်ချင်တဲ့မဖြစ်ကတော့ကိုနဲ့မတက်တဲ့လူတွေတွေ့တော့တော်လန်ရင်းကိုဘာလုပ်လာလဲကပြက်ကြက်လောက်တော့အာအခုလူတယောက်ကတော်နဲ့မောင်ကြီးတယောက်အတူတော်နိုင်လောက်ကြတောက်ကြောက်ဒီကြောက်ကမတည့်ဘူးမောင်ကြီးကလည်းမောင်ကြီးကိုအသေးလည်းကြည့်လို့မရဘူးဒါပေမဲ့သူကတော်နိုင်မောင်ကြီးကလည်းမောင်ကြီးကိုကြည့်လို့မရဘူးဒါပေမဲ့ဒီကောင်ကြည့်လို့မရတာနဲ့ဒီကောင်ကတော်နိုင်ရေးကိုကပြက်ကြက်ပြောမယ်တိုက်ခိုက်မယ်ပုတ်ခတ်မယ်ဆွဆွဲတာသူကပုတ်ဝေးဒီကြောက်ကိုမကြိုက်ဘူးဒါပေမဲ့သူ့လုပ်ရည်ဘာပြောရလဲဒလန်လုပ်ရဖြစ်တော့အဲ့တော့စားလုံးကတော့တော်နိုင်လောက်တာတော်နိုင်လောက်ရင်းနဲ့ဒလန်ဘောရောက်သွားတယ်အများကြီးဒါကိုတဘောပေါက်ဖို့လိုအပ်တယ်နော်အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာနော်အခုထိုင်းမှာကိုရှိပါတယ်ထိုင်းမှာနေရလို့အတီးဆုံးဒီလူမျိုးရေးကိစ္စနော်မြန်မာနိုင်ငံဟဲ့ဆိုရင်အားလုံးပိုင်ရမကောင်းလားတမိုင်းတွေဘာတွေဘယ်သူဘာပြောခဲ့တာတွေမပြောနဲ့လက်တွေ့တက်တာလေးပဲတွေးကြည့်မြန်မာနိုင်ငံဆိုရင်အားလုံးပါဝင်ပတ်သက်တဲ့တိုင်းပြည်ဗမာဆိုရင်လူမျိုးစုတစ်ခုကိုစားပြုတာမွန်ဆိုရင်လူမျိုးစုတစ်ခုကိုစားပြုတာဒါလိုမဖြစ်နေဘူးလားဟုတ်တယ်မလားအဲ့တော့ကျွန်တော်တို့တွေလောက်ကမှာအရေးကြီးတာဒီတိုင်းပြည်ကိုလူငယ်တွေဟဲ့စဂုံယူဝင့်ကျွမ်းစွာပြောနိုင်အောင်လုပ်ရမယ်ဒီတိုင်းပြည်ကိုကဘာကလေးစားအောင်လုပ်ရမယ်ဒီတိုင်းပြည်ကိုကဘာကမော့ကြည့်အောင်လုပ်ရမယ်အဲ့တော့ငါလူမျိုးစုနေထိုင်ရတက်ကွက်ပြီးလုပ်လို့မရဘူးငါဗမာမို့လို့ဗမာတွေနေတဲ့အညာပဲပတ်လို့မရဘူးငါတိုင်းသားမို့လို့ငါနေတဲ့ပြည်နယ်တွေပတ်လို့မရဘူးအားလုံးညီညွတ်စွာလုံးဝရမယ်အရာဒါမှကကဘာကလည်းပို့လေးစားမယ်လက်ခံနော်တကယ်လောက်ကမှာနောက်လူမျိုးတွေနဲ့ပတ်သက်လို့ကျွန်တော်ခဏခဏပြောတာကိုလူမျိုးဖြစ်တာဒါမင်္ဂလာပါဖះဟောနေနေကြီးတယ်အမျိုးဂုံဆောက်ရှောက်ကမယ်ဘယ်လိုဆောက်ရှောက်ကမှာစစ်တပ်အောက်ထုတ်လာတဲ့ခေတ်အဆက်ဆက်ခင်ဗျားတို့တိုင်းသားကောင်းဆောင်တယ်ကိုစာပေအောင်ကိုတင်ဝရှိတာစစ်ဆိုရအောက်ထုတ်တဲ့ကာလမှာတိုင်းသားစာပေတင်ဖမ်းခံထိတယ်ထောင်ချတယ်အခုခေတ်ကလေးတွေတရားမသိဘူးနော်မွန်ဆိုရင်မွန်စာတင်ဖမ်းခံထိတယ်ဘလောက်ရှင်နာဘောကောင်းတဲ့စဉ်းစားကြည့်တာစာပေတစ်ခုကိုဖြည့်ဆည်းပြတဲ့လုပ်ရပညာတစ်ခုရဖို့ဆိုတာလွယ်လွယ်နဲ့ရတဲ့အရာမဟုတ်ဘူးနော်အဲ့ဒီရပြီးသားပညာကိုဖြည့်ဆည်းတဲ့လုပ်ရဘလောက်အောင်တိုင်းရစဉ်းစားကြည့်အဲ့ဒါကိုစစ်ဖို့ဂျုံမှလုပ်ခဲ့ကျွန်တော်ပြောတာအဲ့ဒါဗမာလူမျိုးကြီးဝါဒလားအာနာရှင်လူမျိုးကြီးဝါဒလားနော်အဲ့တော့အရင်အခုခေတ်ဒီ25အောက်ကလေးတွေလောက်ဆိုရင်တိမှာမဟုတ်ဘူးနော်25အထက်ကလေးတွေဆိုရင်တိနိုင်အရင်ခေတ်ကတိုင်းသားစာကရင်စာတို့မွန်စာတို့တင်ဖမ်းကန်ထိတယ်စစ်တပ်ကဖမ်းတယ်စဉ်းစားကြည့်အဲ့တော့ကျွန်တော်တို့တိုင်းသားအားလုံးကတိမှာကကိုလူမျိုးရဲ့စာပေရည်ကြည်မှုအစားအသောက်အဝတ်အထည်အတုံးအဆောင်နေလူနေမှုပုံစံဒါအားလုံးကိုကျွန်တော်တို့ကထိန်းသိမ်းရမှာစောင့်ရှောက်ပါမှာဒီနိုင်ငံတိုးတက်လာတဲ့နေ့ကျွန်တော်မြတ်ပြောသူပြည်နယ်တိုင်းတိုင်းအဲ့ဒီမှာရည်ကြည်မှုအမွေနဲ့ပြလိုက်တယ်ဒီတော့ကမယ်ပြလိုက်တယ်ဟိအောင်ဆောက်အဲ့ဒီမှာဥကင်းပြည်နယ်မှာဆိုရင်ကရင်ပြည်နယ်ကရင်ဘိုးမတွေတာလဘောတို့အစားအစာတွေအဝတ်အထည်တွေအတုံးအဆောင်တွေဒါတွေတွေချာပြပြတ်ဟောနိုင်ငံသားတွေကိုကလူတိအောင်လုပ်နော်ဥဒေါ်ဆန်းစုကြည်တို့နော်ဂျူဂျွာဘန်တို့ဟောအောင်လာအန်ဆန်းတို့စသဖြင့်ဒါနဘောင်းဆောင်ကကဘာကိုတိလာတဲ့လူတွေငါတို့တိုင်းပြည်မှာဒါတွေရှိတယ်ဟောကရင်ပြည်နယ်မှာပြလိုက်တခုမွန်ပြည်နယ်မှာပြလိုက်တခုရခိုင်ပြည်နယ်မှာမြောက်ဦးမှာပြလိုက်တခုတော့ဒီရင်ကျင်းမှုအမွေတွေတို့အားလုံးဝိုင်းထိတ်ထိတ်ငါကကရင်ပြည်နယ်မှာနေတဲ့ဗမာတွေငါကကရင်ရိုးရာတွေငါလည်းမဆိုင်ဘူးမထင်နဲ့ရခိုင်ပြည်နယ်မှာသွားနေလေရခိုင်ပြည်နယ်နဲ့ပတ်သက်တဲ့ရိုးရာအခန်းလူမျိုးတွေကထိတ်ထိတ်ရမှာဝိုင်းပြီးတော့ဒါငါတို့အမွေနှစ်တော့အဲ့လိုလားပြည်နယ်တိုင်းတိုင်းမှာပြလိုက်တယ်တိစောက်နိုင်မယ်ဟဲ့ဆိုရင်ကဘာခရီးတွားလုပ်ငန်းဘလောက်ဝင်ရတာထိုင်းနိုင်ငံကဘာခရီးတွားလုပ်ငန်းပြီးကိုပြီးနေတာနော်ထိုင်းနိုင်ငံအဖြစ်ကကဘာခီးတော့ဝင်တောက်เสียအဲ့တော့ထိုင်းဆိုတာကျွန်တော်တို့နိုင်ငံမှာတဝက်တော့မရှိဘူးတဘာဝအရင်အမြင့်ကြည့်မလားလူမျိုးတွေအတုံးဆောင်တွေအများကြီးပဲဗျာဒါတွေအားလုံးဟာအခုနေပုံဖော်လို့ရဒီမလေးလိုးတွေအုပ်ချုပ်နေဗျာမင်းအောင်နိုင်ပေသွားတယ်နောက်တစ်ကောင်တက်လာတယ်ခင်ဗျားတို့ကျွန်တော်တို့အဲ့ဒါတွေပုံဖော်လို့မရဘူးစိတ်ချတိုင်းပြည်ကိုမြေနိုင်ရောင်းတဲ့အစ်စ်ပဲတက်တဲ့ကောင်ကြီးနော်တိုင်းပြည်ကငါတို့ဘယ်ဒီနားမှာဗာရေနံထွက်တယ်တဘာဝနဲ့ဒါအောင်ပဲတူးထုတ်ဖို့ဒီမှာရှိတဲ့ပစ္စည်းကိုကလော်ထုတ်စားဖို့လောက်ပဲအတိတရားရှိတဲ့စောက်သိန်းတွေနော်အခုကျွန်တော်ပြောတဲ့အစီအစဉ်ပဲလုပ်ကြည့်အောင်အဲ့ဒီမွန်ပြည်နယ်မှာရခိုင်ပြည်နယ်မှာကရင်ပြည်နယ်မှာချင်းပြည်နယ်မှာရှမ်းပြည်နယ်မှာရည်ကျဲမှုအမွေနဲ့ပြတာတွေကျွန်တော်တိစောက်နိုင်တယ်အဲ့ဒီပြတိုက်ကိုအကြောင်းပြုပြီးနိုင်ငံသားခီးတွားဝင်လာမယ်တိုင်းပြည်ဘဏ္ဍာငွေဘယ်လောက်တိုးမလဲအဲ့ဒီနိုင်ငံသားခီးတွားတွေဝင်လာတာနဲ့အဲ့ဒီပြတိုက်တစ်ခုကိုအကြောင်းပြုပြီးအဲ့ဒီဒေသခံတွေဈေးရောင်းလို့ရမယ်ဟောကားတွေဆိုင်ကယ်တွေနော်လိုင်းဆွဲစားလို့ရမယ်ခီးတွားလက်လဲတဲ့လူတွေနော်စားတော့ဆိုင်တွေအပန်းတွေအများကြီးများလုပ်ငန်းတွေဖွင့်လာမှာအဲ့ဒါကိုပြီးကိုပြီးစက်မှုကုန်ထုတ်လုပ်ငန်းတွေလုပ်လာမယ်နိုင်ငံသားအစိုးရတွေပို့ပြီးတော့ဒီထက်အားကောင်းလာမယ်ဘာကြောက်သိနေတူးကြမလို့နော်ဘာရင်နံနဲ့တူးကြမလို့ကြီးကြီးလေးဘာတဘာနဲ့လည်းမဲ့နေကြမလို့အဲ့ဒါလိုလူသားအရင်းကြီးကိုတိစောက်ပြီးတော့ကျွန်တော်တို့တိုင်းပြည်ကိုတိုးတက်အောင်လုပ်ကြမှာမြန်မာပြည်သားတော့မပြောချင်တဲ့ကလေးတွေသွားဆဲတာအဖြစ်မဟုတ်ဘူးနော်ကျွန်တော်ဆရာလောက်ပြီးပြောတာမဟုတ်ကျွန်တော်တို့နိုင်ငံအတွက်ကျွန်တော်တို့ကတစ်ခါကြရင်အနာတခြားဆေးတခြားဖြစ်နေတယ်ကျွန်တော်တို့အနာနဲ့ဆေးတဲ့မှာဒီရောဂါပြောင်းမှာဟုတ်တယ်မလားအဲ့တော့ဒီလိုကိုနိုင်ငံသားမခံကောင်းလားဆိုပြီးသွားဆဲနေကြမယ်ဆိုရင်ကျွန်တော်တို့အမုန်းတရားတွေပဲပေါ်လာမှာအဲ့သွားဆဲလိုက်လို့ဆဲကန်ဖြစ်တယ်ကွာဘာဖြစ်တော့ဆဲတွေသူစောက်ပေါက်ပို့တိုက်နေအောင်ဖြစ်တယ်ကျွန်တော်တို့ကစောက်ပေါက်ဖတ်တိုက်အောင်အဲ့လိုလားဆဲ
ဟုတ်တယ်မလားအဲ့တော့ဒီကလေးတွေနောင်လာနောင်သားတွေမြန်မာပြည်သားဆိုတာဂုံယူစရာဖြစ်အောင်လုပ်ကမှာကိုယ်နိုင်ငံကိုယ်လူမျိုးရဲ့ရည်ရည်မှုအမွေအနှစ်တွေကိုနောင်ကဘာတီတွေထိမ့်သိမ်းနိုင်အောင်လုပ်ကမှာဒါမျိုးတွေလုပ်ကြစမ်းပါနော်ဘာမဟုတ်တဲ့လူမျိုးရေးတွေးခွဲမှုအမုန်းတရားထုတ်လုပ်မှုတွေနောက်ကိုမလိုက်ကြနဲ့ကျွန်တော်တို့တွေကအများကြီးတိုးတက်အောင်လုပ်ပါမယ်အဲ့တော့ဟိုဒီကာလမှာတော့ကျွန်တော်တိုင်းပြည်ပြင်မှာအခုကျွန်တော်ပြောတဲ့ဟာတွေအားလုံးကိုလုပ်လိုက်ကြည့်နော်အခုစလုပ်မယ်ဆိုနော်9နှစ်10နှစ်ဆိုရင်အဲ့ဒီအကောင့်တွေကုန်ဖို့အဲ့တော့ဒီ9နှစ်10နှစ်ပြင်မှာလောက်ကကျွန်တော်တို့အရွယ်ရောက်ပြီးတဲ့လူတွေကတော့ပြင်မှခံရမှာပဲမတက်နိုင်တော့ကိုကုလူကံကိုတိုင်းပြည်တွေအလုပ်ရေးပြုစုရမယ်ပြင်မှန်းဆုံးကာလမှာဒီတိုင်းပြည်မှာလူလာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါတော့ခံရပဲကိုကံပဲဟုတ်တယ်ဒါပေမဲ့ကျွန်တော်မွေးခဲ့တဲ့သားတွေကျွန်တော်တို့သားတွေတမီးတွေကမွေးတဲ့မီးတွေဟာတို့လက်ကကြိုင်ဂုံစရာကောင်းတဲ့ကရင်ပြည်နယ်ကြီးဂုံစရာကောင်းတဲ့မွန်ပြည်နယ်ကြီးဂုံစရာကောင်းတဲ့ရခိုင်ပြည်နယ်ကြီးမဖြစ်နေဘူးလားအဲ့ဒါလောက်ကမှာကျွန်တော်တို့ဒါကြောင့်မို့လို့တွဲခွဲမှုတွေစီးလုံးမှုပြပြအောင်လုပ်တဲ့ဒီရန်သူအကြိုက်လုပ်တဲ့အရာတွေကိုလုံးလူတွေကိုလည်းလက်မခံပါနဲ့စီးလုံးညီညွတ်ဆိုတာတိစောက်ပြီးတော့ဒီအာဏာရှင်စနစ်အောက်ကလွတ်မြောက်ပြီးတော့ဒီတိုင်းပြည်ကိုအခုလိုပေါ်တင်နိုင်အောင်ကျွန်တော်ဝိုင်းကြိုးစားပေးကြပါဒီလိုလိုက်ဆဲနေတာအမုန်းတရားမဟုတ်ပါဘူးအဖြစ်မဟုတ်ပါအမုန်းတရားပါဒါကြောင့်မို့လို့အမုန်းတရားပဲလှုပ်ဆော်တဲ့လူနဲ့တို့စီးလုံးမဲ့လူဘယ်ဟာများလဲကျွန်တော်အဲ့ဒါပြောတော့စီးလုံးကိုညီညွတ်ဖို့ပြောနေတဲ့လူနဲ့တယောက်တိုက်ခိုက်ဆဲဆိုတဲ့လူဘယ်ဟာများလဲအဲ့ဒါဘလို့တိုးတက်နေကြောင်းတိုင်းဘလို့လွတ်မြောက်မှာနှစ်ပေါင်း60ပုံနောက်တဲ့နှစ်ပေါင်း600ကျရင်မလွတ်မြောက်ဘူးအနေနဲ့တွားရင်စိတ်ချနော်ဒါကြောင့်မို့လို့ဒီကလာလေးမှာလုံနိုင်တဲ့လူကအမုန်းခံတဲ့လူကအမုန်းခံထွက်ပြောပြပါအခုကျွန်တော်ပြောရတဲ့စကားတွေဟာကျွန်တော်ဆဲတဲ့လူတွေရှိလိမ့်မယ်ဒါပေမဲ့ကျွန်တော်ရင်ထဲကလက်ပြကျွန်တော်လုံနေတိုင်းပြည်အတွက်ဆိုတဲ့စိတ်တစ်ခုနဲ့လည်းကျွန်တော်ပြောတာဘယ်သူမှဆရာလုပ်ချင်တဲ့စိတ်တွေပြောတာမဟုတ်ကိုယ်နိုင်အောင်ဖြစ်စေချင်တဲ့စိတ်အခုထိုင်းလို့ကြည့်ကျွန်တော်အဲ့လိုသူများနိုင်ငံရှိရင်တော့တားတော်လာတယ်ကျွန်တော်စိတ်တော်တော့အဲ့ဒါဆိုကျွန်တော်တဏ္ဍခါကတော့ပဲလီးတော့ပဲဒီရှမ်းမတွေဘာထိုင်းမတွေရှမ်းမဆိုတော့ကျွန်တော်ထိုင်းရောက်တွေကထိုင်းကိုရှမ်းလို့ခေါ်တယ်မြန်မာပြည်ရှမ်းမဟုတ်ဒီထိုင်းရောက်ထိုင်းမတွေကတဏ္ဍခါတော့ဖြောက်အောင်မသွေးဘူးဘယ်တဏ္ဍခါအဖွေးကကြောက်ပွေးလားဘာပွေးလဲတိတ်အောင်မသိဘူးဒါကိုယူနေကုန်ဝင်မလိုက်တယ်စဉ်းစားကြည့်မြန်မာပြည်ကဗလောင်းလူမျိုးမှကြီးမွေးဆွတ်ထားတယ်နိုင်ငံခြားရဲ့ခေါ်ပြီးတို့လူမျိုးမှပြတ်ထားတယ်အဲ့တို့နိုင်ငံတိုးတက်တော့တို့နိုင်ငံလောက်တက်တယ်လေနော်လီစာဆိုရင်ဒီကဘာတိသွားတယ်ကဘာတိကလူပြောက်ခေါ်ပြီးတို့နိုင်ငံတိုးတက်ဖို့အတွက်ပြတ်ထားတယ်အဲ့သူများနိုင်ငံတွေကသူများနိုင်ငံတိုးတက်ဖို့အတွက်ကိုထူတော့ဘောင်းဆောင်ကစ조사လုပ်နေပြီမဲ့ကျွန်တော်တို့တိုင်းပြည်မှာကထင်ပေါ်လာတယ်ကြော်ကြလာဆဲလိုက်မယ်ဆိုလိုက်မယ်နှိပ်ကိုလိုက်မယ်ဖမ်းလိုက်မယ်ထောင်ထဲထည့်လိုက်မယ်ဘာလို့တိုးတက်ဖို့ကျွန်တော်နိုင်ငံအဲ့တော့အဲ့ဒါတွေအားလုံးကိုကြော်လွှားဖို့အတွက်ကဘာလုပ်ရမလဲဒီတိုင်းပြည်ဒီမိုကရေစီစနစ်ခိုင်းမရမှာဒီမအေလိုးတွေလက်ထက်အာဏာရနေပြီခင်ဗျားတို့တက်တက်မဟုတ်နောက်10တက်လက်မနိုင်စိတ်ကြနော်ဒါကြောင့်မလို့အမုန်းတရားတွေကိုပွားကြမှာဖြစ်တိုင်းပြည်တိုးတက်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့စိတ်ကလေးကိုဝိုင်းစ조사ပေးပါလို့အားလုံးမေတ္တာရက်ခံပါတယ်